အားလုံးမင်္ဂလာပါမန်ချက်စတာယူနိုက်တက်အသင်းဟာတော့အသင်းရဲ့ကွင်းလင်ကစားမကက်စမဲရိုကယာဒီကုံမှာအသင်းကနေထွက်ခွာတော့မှာဖြစ်တယ်။ဒါအပြင်နောက်ထပ်ကွင်းလင်ကစားမတစ်ခုဖြစ်တဲ့ဥကာတေးကလည်းယူနိုက်တက်အသင်းရဲ့အနာဂတ်ကမတိမကျင်ဖြစ်နေတယ်။ယာဒီကုံမှာလည်းဥကာတေးတယောက်ကလည်းထွက်ခွာသွားဖို့ရှိနေတဲ့အတွက်ကြောင့်မို့လို့ယူနိုက်တက်အသင်းကဒီနှစ်နွေရာသီအပြောင်းအရွှေ့မှာကွင်းလင်ပိုင်းကိုအဓိကထားပြီးတော့ပြင်ဆင်သွားဖို့ရှိနေတယ်။လက်ရှိချိန်မှာတော့အလက်လန်နာအသင်းရဲ့ဘရာဇီးကွင်းလင်ကစားသမားအသက်အရွယ်အားဖြင့်26နှစ်ရှိသေးတဲ့အီဒါဆန်ကိုတော့ယူနိုက်တက်အသင်းကတောက်လျှောက်လိုက်နေတယ်ပြီးခဲ့တဲ့အပြောင်းအရွှေ့တွေက အီဒါဆိုင်အခြေအနေကိုစောင့်ကြည့်နေခဲ့တဲ့ယူနိုက်တက်အသင်းကတော့လက်ရှိချိန်မှာကွင်းလင်ကစားသမားတွေလိုအပ်နေတဲ့အတွက်ကြောင့်မို့လို့အီဒါဆန်ကိုခေါ်ယူဖို့အတွက်ပုံကွေစာတဘောတီမျိုးရရှိခဲ့ပြီဆိုပြီးတနေ့ထွက်နေတယ်ဒါအပြင်အက်လန်နာအသင်းနဲ့လည်းပြောင်းရွှေ့ကြီးပေါင်45တန်းဆိုတဲ့ပမာဏနဲ့အီဒါဆန်ကိုခေါ်ယူနိုင်ခဲ့ပြီဆိုပြီးတော့တည်င်းတွေတော့များများတွေ့နေရတယ်ဒါကြောင့်မို့လို့အီဒါဆန်ကယူနိုက်တက်အသင်းရဲ့ဒီနှစ်ရာသီပထမဆုံးခေါ်ယူမှုဖြစ်လာမလားဆိုတော့ကျွန်တော်ဆက်လက်စောင့်ကြည့်သွားရမယ်ဒါအပြင်ယူနိုက်တက်က အီဒါဆန်ကိုရရှိခဲ့ရင်တော့မှတခြားကွင်းလေပြစ်မှတ်ကစားသမားတွေဖြစ်တဲ့အီလီယာအန်ဒါဆန်တို့အဒမ်ဝါဒန်တို့အစရှိတဲ့ကစားသမားတွေကိုလည်းပြစ်မှတ်ထားနေတယ်ဒီဘရိုင်မန်တင်းရဲ့ကွင်းလေကစားသမားဖြစ်တဲ့ကာလော့စ်ဘာလေဘာကိုလည်းယူနိုက်အသင်းကပြစ်မှတ်ထားနေတာကြောင့်ဒီအီဒါဆန်ရောက်လာခဲ့သည့်တိုင်အောင်တခြားကွင်းလေကစားသမားတွေလည်းထပ်ရောက်လာဖို့ရှိပါတယ်ဒါလို့ယူနိုက်အသင်းအနေနဲ့ကွင်းလန်ပိုင်းကိုအဓိကပြည့်စုံသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုလိုမျိုးကွင်းလန်ကစားသမားတွေနဲ့ပတ်သက်ပြီးတော့အပြောင်းရွှေ့သတင်းတွေကိုကျွန်တော်လာမယ့်ရက်ဒီမှာလည်းထပ်မံကြားဖို့ရှိပါတယ်ခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်